မြန်မာဒီတန်တမန်ပေါ့ဗျာမြန်မာတာမတ်ကြီးကိုနော်မြန်မာတာမတ်ကြီးကိုဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဝန်ကြီးဌာနရဲ့ညွှန်ကြားမှုချုပ်ကနေပြီးတော့မြန်မာတာမတ်ကြီးဦးကျော်စိုးမှုသူ့ရဲ့ရုံးကောင်ဆင့်ခေါ်ပြီးတော့ဩဂုတ်လ18ကရုံးကောင်ဆင့်ခေါ်တယ်ပေါ့ဆင့်ခေါ်ပြီးလဲပြီးတော့ဒါမြန်မာအစိုးရထုတ်ပြန်ချက်ကိုသူတို့ကန့်ကွက်တယ်ဆိုတဲ့စကားမျိုးတန်တမန်ရဲ့ကန့်ကွက်ကြောင်းစာအကြောင်းကြားတယ်ပေါ့ဗျာအဲ့ဒါလေးဖြစ်စဉ်လေးတစ်ခုဒါကျွန်တော်တွေ့လိုက်ရတယ်ဒါလည်းဘင်္ဂလားဒေ့ရှ်ကမီဒီယာတွေဖော်ပြချက်ရကျွန်တော်သိရတယ်ဘင်္ဂလားဒေ့ရှ်မီဒီယာတွေဖော်ပြချက်မှာပါလဲဆိုတော့မြန်မာတာမတ်ကြီးဦးကျော်စိုးမှုကိုတဲ့သူတို့ရဲ့ရုံးခန်းကိုပေါ့ညွှန်ကြားမှုချုပ်ကဘင်္ဂလားနိုင်ငံသားဝန်ကြီးဌာနညွှန်ကြားမှုချုပ်ဒေါက်တာ MD Met ဒေါက်တာ Met Tofik Raman အဲ့လိုခေါ်မလားနော်ကျွန်တော် Raman လို့ခေါ်မလားသူပုဂ္ဂိုလ်ကနေပြီးတော့ဒါသူရုံးမှာခေါ်တွေ့တယ်ပေါ့ဩဂုတ်လ18ကခေါ်တွေ့တယ်တဲ့ဘာလို့ခေါ်တွေ့လဲဆိုတော့မြန်မာနိုင်ငံသားဝန်ကြီးဌာနထုတ်ပြန်လိုက်တဲ့ဩဂုတ်လ15ကထုတ်ပြန်လိုက်တဲ့ဒီဘင်္ဂလီနဲ့ပတ်သက်တဲ့လူဦးရေကိန်းဂဏန်းနဲ့စင်းစရာတွေကမှားယွင်းတယ်လို့သူကထောက်တာပေါ့နော်ပြန်ထောက်တယ်ပေါ့ပြီးတော့ဗာလဲဆိုတော့ဘင်္ဂလီဆိုတဲ့အသုံးနှုန်းကိုသူမသုံးစေချင်ဘူးပေါ့ဒါဘင်္ဂလီဆိုတဲ့အသုံးနှုန်းကိုမသုံးစေချင်ဘူးဘင်္ဂလီဆိုတဲ့အသုံးနှုန်းစားသူတို့ကတော့ရိုဟင်ဂျာလို့သုံးစေချင်တာပေါ့ဒါမျိုးသူကပြောတယ်တဲ့အဲ့တော့သဘောထားကွဲလို့တော့ဗျာဒီခေါ်ရတဲ့အမြူသူလက်မခံဘူးပေါ့ဒါမျိုးပြောတယ်တဲ့အဲ့တော့သူပြောတဲ့အချက်ကတော့ဗာလဲဆိုတော့ဘင်္ဂလားဒေ့ရှ်ကထုတ်ပြန်တဲ့စီးရင်ပေါ့အဲ့စီးရင်မှာစီးရင်ရတဲ့ဒီကုလသမဂ္ဂရဲ့စနစ်အောက်မှာမှတ်ပုံထားတဲ့စီးရင်ကိုပဲအတည်ပြုပါပေါ့မြန်မာအစိုးရအနေနဲ့ပေါ့အဲ့လိုကုလသမဂ္ဂအတည်ပြုထားတဲ့စီးရင်ကိုပဲအတည်ပြုပြီးတော့မြန်မာအစိုးရကြီးညားမှာပေါ့မြန်မာအစိုးရပြောတဲ့စင်းစရာသူတို့လက်မခံဘူးပေါ့ဒါမျိုးပြောတယ်အဲ့တော့မြန်မာအစိုးရရဲ့ပြောဆိုချက်ကဗာလဲဆိုတော့ဘင်္ဂလားဒေ့ရှ်ဘက်ကပေးပို့တဲ့လူဦးစီစင်ရတဲ့828,224ဦးရှိတယ်လို့ပြောတယ်တဲ့ဒါပေမဲ့မြန်မာဘက်ကပြန်ပြောတာမင်းတို့အဲ့828,824ဦးတွေက4,26,545ဦးထက်ဝက်ကျော်ကိုသာလေစစ်စစ်ပြီးဖြစ်တယ်အဲ့ထဲမှာလူပြောရင်တော့လူအချို့သာလေပေါ့နော်နေထိုင်တဲ့အထောက်အထားတွေမရှိတဲ့လူတွေရှိပါတယ်ပေါ့နော်ဆိုတော့အဲ့4,200,000ကျော်တဲ့ကနေပေါ့အထောက်အထားတွေ့ရှိရတာ3,8,999ဦးပဲရှိတယ်ပေါ့နေထိုင်တယ်လို့အထောက်အထားမရှိတဲ့လူက1,13,509ဦးရှိတယ်ဆိုပြီးတော့မြန်မာဘက်ကတုံ့ပြန်ထားတယ်ပေါ့အဲ့တုံ့ပြန်ချက်ကို तू ကလက်မခံနိုင်ပါဘူးတဲ့ဘာလို့လဲဆိုတော့ငါတို့ဘင်္ဂလားဒေ့ရှ်ကနေပြီးတော့ဒါ तू ပြောတာတော့ဘင်္ဂလားဒေ့ရှ်ပေးပို့ထားတာကုလသမဂ္ဂပေးပို့ထားတဲ့စင်ရ8,28,824ဦးပဲအဲ့စင်တိုင်းရမလို့လက်ခံပေးရမယ်ဆိုတာမျိုးသဘောမျိုးနဲ့ဒါတန်တမန်ရေးအရာဖိအားပေးတာပေါ့မင်းတို့ပြောသလိုငါတို့က8သိန်းကျော်စင်းပို့ထားတယ်မင်းတို့က4သိန်းကျော်ပဲစစ်တယ်စစ်တယ်မှာ3သိန်းကျော်ပဲပါဟုတ်တယ်လို့မင်းတို့ကပြောတယ်အဲ့ဒါငါတို့လက်မခံနိုင်ဘူးမင်းတို့အနေနဲ့မင်းတို့မြန်မာအနေနဲ့ဘင်္ဂလားဒေ့ရှ်ကပေးပို့ထားတဲ့ကုလသမဂ္ဂရဲ့စင်းအတိုင်းပဲမင်းတို့ကုလသမဂ္ဂစစ်စစ်ပြစင်းတိုင်းမင်းတို့လက်ခံပေးဆိုတဲ့သဘောမျိုးဖိအားပေးတာပေါ့မြန်မာတန်မန်ကြီးကိုဖိအားပေးတယ်ပေါ့ဗျာနော်ဖိအားပေးတော့တခါဘာထက်ပြောလို့ဆိုတော့တို့ကဒီလူနာမည်ခေါ်တဲ့ကိစ္စဘင်္ဂလီပေါ့ဘင်္ဂလီဆိုလို့ခေါ်ပြီးတော့ထုတ်ပြန်တဲ့ကိစ္စနဲ့ပတ်သက်ရလေတဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကတော့သဘောကွဲလွဲပါတယ်ပေါ့တကယ်ဆိုရင်ပေါ့သူလူမျိုးပေါ့အဲ့ဒါသူ့လူမျိုးရဲ့ဂုဏ်သိက္ခာရှိတယ်ပေါ့ဗျာရခိုင်ဘယ်လိုခေါ်ဘင်္ဂလီဆိုတဲ့ဂုဏ်သိက္ခာနာမည်အစားရိုဟင်ဂျာပေါ့ရိုဟင်ဂျာဆိုတဲ့နာမည်နဲ့သူဂုဏ်သိက္ခာရှိပြန်လောက်ရမယ်ဘာညာဆိုပြီးတော့ပြောတယ်ပေါ့ဗျာအဲ့လိုပြောတယ်ဆိုပြီးတော့မြန်မာကတာမတ်ကြီးကိုခေါ်ပြီးဖိအားပေးတယ်ပေါ့ဆိုတော့ကျွန်တော်တို့မြန်မာတာမတ်အနေနဲ့ကတော့ဘာတုံ့ပြန်ခဲ့လဲတော့ကျွန်တော်တို့မသိဘူးမထုတ်ပြန်တယ်တော့မသိဘူးဒီသတင်းကဘင်္ဂလားဒေ့ရှ်ဘက်ကဘင်္ဂလားဒေ့ရှ်ရဲ့ Dhaka Tribune လို့နော်ဘာလို့ BD News 24လို့အစရှိတဲ့ဒီဘင်္ဂလားဒေ့ရှ် Daily Star လို့အဲ့ရှိတဲ့အဲ့ဘင်္ဂလားဒေ့ရှ်မီဒီယာတွေကပဲဖော်ပြနေတာတွေ့ရပြီးတော့မြန်မာအစိုးရဘက်ကတုံ့ပြန်ခဲ့တဲ့အကြောင်းအရာကိုမဖော်ပြထားဘူးမဖော်ထားတဲ့အတွက်တစ်ဖက်သက်ဖော်ပြချက်တစ်ခုပဲတော့ဘင်္ဂလားဒေ့ရှ်ဘက်ကဖော်ပြတစ်ဖက်သက်ဖြစ်နေတယ်အဲ့တော့မြန်မာဘက်ကဘာလုပ်တင်လဲမင်းမြန်မာနိုင်ငံတိုင်းဝန်ကြီးဌာနကလည်းပြန်တုံ့ပြန်မယ်တကယ်ဆိုရင်မြန်မာတာမတ်ကြီးဦးကျော်စိုးမိုးကအဲ့ဒီမှာတထိုင်နဲ့တုံ့ပြန်ခဲ့လိမ့်မယ်လို့ကျွန်တော်တော့မျှော်လင့်ထားတယ်မြန်မာတာမတ်ကြီးဦးကျော်စိုးမိုးကတထိုင်နဲ့တုံ့ပြန်ခဲ့လိမ့်မယ်လို့ကျွန်တော်တော့မျှော်လင့်ကြည့်နေတယ်ယုံကြည်ကြည့်နေတယ်ဟုတ်တော့ကျွန်တော်မသိဘူးကျွန်တော်ကိုယ်တိုင်အနားရှိအောင်လို့ကျွန်တော်မပြောတတ်ဘူးသို့တော့တထိုင်နဲ့တုံ့ပြန်ပေးခဲ့လိမ့်မယ်လို့ကျွန်တော်တော့ယူဆတယ်နော်ဒါယူဆတယ်ကျွန်တော်အဲ့လိုခံမှန်းခြင်းနဲ့ဟိုမျှော်လင့်ချက်လည်းထားကြည့်ခြင်းတယ်ဒါပေမဲ့တထိုင်နဲ့မတုံ့ပြန်ခဲ့ဘူးဆိုရင်ရောအခုသူတို့ဘင်္ဂလားဒေ့ရှ်ထုတ်ပြန်တာ19ရက်ဒီ24နာရီရှိပြီဒီနေ့ကျွန်တော်ရုပ်သံပြောနေတဲ့အချိန်မှာထုတ်ပြန်နေကျွန်တော်မသိဘူးမနှက်ပြန်အထိမှမထုတ်ပြန်သေးဘူးဆိုရင်မြန်မာဆိုရအနေနဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ဒီအပိုင်းမှာတော်တော်ပေါ့လျော်တယ်လို့ကျွန်တော်ပြောချင်တယ်တုံ့ပြန်ရမယ်ချက်ချင်းတုံ့ပြန်ပြရမယ်မြန်မာဆိုရထုတ်ပြန်ချက်ကမင်းတို့ဘင်္ဂလားဒေ့ရှ်ကငါတို့ဆင့်ခေါ်ပြီးတုံ့ပြန်ဆိုမင်းတို့ဘင်္ဂလားဒေ့ရှ်တမန်ကြီးကိုလည်းမြန်မာပြည်ဆင့်ခေါ်ပြီးတော့မင်းတို့ငါတမန်ဆင့်ခေါ်တယ်မင်းတို့တမန်ကလည်းငါဆင့်ခေါ်ပြီးချက်ချင်းမင်းတို့ညွှန်ကြားမှုချုပ်ပြောနေတဲ့စကားအသိပုံပတဲ့ပုံမလားပန်းမလားဖြစ်နေတယ်နော်ဆိုတာမျိုးကိုပြောရမှာပြန်ပြောရမှာဖြစ်နိုင်ဗျာလုံးလို့ရနည်းရှိတယ်တာတော့နိုင်ငံခြားရေးဝန်ကြီးဌာနကိုကျွန်တော်အကြံပြုချင်တာတခုရှိတယ်မြန်မာနိုင်ငံမှာရှိတဲ့ဘင်္ဂလားဒေ့ရှ်ကတန်ရုံးတာဝန်ခံတာမတ်တယောက်ကိုခေါ်လိုက်တာမတ်အဆင့်ခေါ်ပြီးရင်သူကမြန်မာတာမတ်ကိုဘင်္ဂလားဒေ့ရှ်ကညွှန်ချုပ်တွေ့တယ်မလားကျွန်တော်တို့ကသူ့ရဲ့တာမတ်ကိုဒုညွှန်ချုပ်လို့နဲ့တွေ့ပြီးစကားပြောပလားဘာဖြစ်လဲတာမတ်ကိုနေပြီးတော့ဆင့်ခေါ်တယ်တွေ့ချင်လို့ဆင့်ခေါ်တယ်တွေ့စရာရှိလို့ဆင့်ခေါ်တယ်ခေါ်လိုက်ပြီးရင်ပြီးလည်းပြောညွှန်ချုပ်နဲ့တွေ့မလို့ဘာလို့ပြောပြီးညွှန်ချုပ်ကမအားလို့ဒုညွှန်ချုပ်ကကိုစားတွေ့ပဲဒုညွှန်ချုပ်တွေ့ပလိုက်တစ်စက်နဲ့တွေ့ပလိုက်ဘာဖြစ်တော့ချပလိုက်
တခါကြလည်းနည်းနည်းလေးမင်းပါလဲငါပါလဲဆိုရဲအခွက်လေးတစ်ခွက်တော့ကျွန်တော်တို့လည်းမြန်မာလဲပြမှရလိမ့်မယ်ဗျာနော်ပြီးတော့ပြန်ပြောရမှာတစ်ချက်ရှိတာဒီလိုလေးပဲထောက်ပြလိုက်ပါတရုတ်နဲ့မြန်မာနဲ့နေဆက်မှာနေထိုင်တဲ့လူမျိုးတွေနာမည်တွေကတူတယ်ရောဝန်လီဆူပါညာပေါ့ဇိုင်ဝါစပြင်အဲ့ရှိတယ်တရုတ်မှာလည်းရှိတယ်နော်ရှိတယ်တရုတ်မှာလည်းရှိတယ်ကိုကန်လည်းတရုတ်မှာရှိတယ်မြန်မာမှာလည်းရှိတယ်အဲ့တော့ तू ကနေမြေမပိုင်းချရင်ကာလမှာအတူတူနေခဲ့ဘူးတယ်ရှိတော့လူမျိုးတွေသွားတူနေတယ်နော်တူနေတဲ့အတွက်ပြောရရင်တော့ဟိုမှာရှိတဲ့လူမျိုးတွေမှာလည်းရှိတယ်အဲဒါပေမဲ့နေမြေပိုင်းချတဲ့အတွက်နိုင်ငံကွာသွားတယ်ဒါပဲအိန္ဒိယနဲ့မြန်မာနယ်စပ်မှာလည်းဒီတိုင်းပဲထိုင်းမြန်မာနယ်စပ်မှာလည်းဒီတိုင်းပဲနော်ဟိုဘက်ကလာဝင်မှာနယ်စပ်မှာလည်းဒီတိုင်းပဲโอเคအဲ့ဒါဆိုရင်မင်းတို့ဘင်္ဂလားဒေ့ရှ်နဲ့ငါတို့မြန်မာနယ်စပ်မှာကဲကောင်းပြီမင်းကဒီဘင်္ဂလီတွေကိုရိုဟင်ဂျာဘာလို့ပြောရင်မင်းတို့နိုင်ငံထဲမှာရှိတဲ့လူတွေရိုဟင်ဂျာတွေရှိလားမေးရမင်းတို့နိုင်ငံထဲမှာရိုဟင်ဂျာဆိုလူမျိုးရှိလားမေးရပြန်မေးရမှာရိုဟင်ဂျာဆိုလူမျိုးရှိတယ်ဆိုရင်မင်းတို့နိုင်ငံထဲမှာရှိမှငါတို့မှလည်းဒါရှိမရှိငါတို့စဉ်းစားလို့ရမယ်တိုးတော့မင်းတို့နိုင်ငံထဲမှာရိုဟင်ဂျာဆိုလူမျိုးရှိသလားလို့အရင်မေးရမှာမရှိပါဘူးဆိုမင်းတို့နိုင်ငံမှာတော့မရှိတာဘယ်နေရာနဲ့ပေါက်ကြတာတော့အဲ့ဒါအဲ့လိုပဲကျွန်တော်ပြန်မေးရမှာမင်းတို့နိုင်ငံမှာတော့မရှိတာငါတို့နိုင်ငံဘယ်လိုပေါက်ကြတာတော့ပြောတဲ့ဘာသာစကားကမင်းတို့နဲ့တစ်ချက်တည်းတူတယ်မင်းတို့နဲ့ကိုးကွယ်ရတဲ့တူတယ်ဘာသာလည်းတူတယ်ကိုးကွယ်ရဘာသာတူတယ်စကားလည်းတူတယ်အဲ့ဒါမင်းတို့နဲ့တစ်ချက်တည်းတူနေတဲ့လူမျိုးမင်းတို့ရှိမှကျတော့မရှိဘူးပြောရင်ငါတို့ရှိမှရှိတယ်ဆိုတာဘယ်နေရာနဲ့ပေါက်ထွက်လာမြေကြီးကျထွက်လာတာမင်းတို့ပြန်ထောက်အောင်ကျွန်တော်တို့ချီကပြန်ထောက်အောင်အများကြီးပဲထောက်စရာတွေနော်ပြောကြပါဆိုဒီလိုမျိုးပြောစရာအများကြီးရှိတယ်မြန်မာအစိုးရအနေနဲ့ဘလို့တုံ့ပြန်မလို့မသိဘူးတန်တမန်ကြီးရကြအဲ့တော့တန်မကြီးဦးကျော်စိုးမိုးအနေနဲ့လေဘလို့တုံ့ပြန်ခဲ့တယ်လဲဆိုတာကိုတော့ပြန်ထောက်ပြတင်တာကိုထောက်ပြဖို့ထုတ်ပြန်တင်တာထုတ်ပြန်ဖို့လိုပြီနော်ဘင်းလေးရတစ်ဖက်သက်ခေါ်ပြောတာယူကျွန်တော်ကငြိမ်ခံပြီးတော့ခေါင်းငြိမ်ပြန်လာခဲ့ရပါတယ်ဆိုတာမျိုးဆိုရင်တော့မြန်မာဆိုတဲ့သွေးဖောက်ထုတ်ပြရတော့မြန်မာတွေရဲ့သွေးရအဲ့လိုဟောဖြစ်ပါဘူးဗျာနော်အဲ့လောက်ထိအရေးမကျဲပါဘူးမြန်မာတွေသွေးရအဲ့လောက်အရေးမကျဲဘူးသွေးတွေပြစ်တယ်မြန်မာရဲ့သွေးရပြစ်တယ်လာမလို့နဲ့မြန်မာသွေးရပြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သွေးတွေအရေးကျဲကုန်ပြီလားနော်အဲ့တော့ပြန်မေးရဖြစ်နေပြီနော်ဒါတော့သက်ဆိုင်ရာနိုင်ငံရေးဦးကျင်းနေပြန်တုံ့ပြန်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေဒါဥကျော်စိုးမိုးကိုယ်တိုင်လည်းငြိမ်ခံခဲ့မယ်လို့မထင်ဘူးပြန်ပြောခဲ့လိမ့်မယ်လို့ထင်ပါတယ်ဒါဘင်္ဂလားဒေ့ရှ်ကထုတ်ပြန်ချက်ကတော့သူ့ဘက်ကသူကိုးကားပြီးသူပြောနေတာဖြစ်တယ်သူ့ဘက်ကသူတစ်ဖက်သက်ပဲပြောနေတာဖြစ်တယ်ကျွန်တော်တို့ကရှင်းရှင်းလွယ်မြန်မာတန်ယုံကထုတ်ပြန်မဲ့မြန်မာနိုင်ငံရေးဦးကျင်းထုတ်ပြန်မဲ့စာကိုစောင့်နေပါတယ်နော်ဒါလေးကကျွန်တော်ကြုံကြလို့ဒီထည့်ပြောတာနောက်တစ်ခါတန်တမန်ရေးရကိစ္စမှာနောက်ထပ်ကျွန်တော်တို့မြန်မာအစိုးရကအားနေချက်တစ်ချက်ကျွန်တော်ပြပြမယ်ကျွန်တော်မဟုတ်နော်ရေးရုံးပြောရမယ့်ကိစ္စပေါ့နော်ဘာလဲဆိုတော့ဒီဂျပန်နိုင်ငံမှာခု KNU ဥက္ကဋ္ဌကွယ်ထူးဝင်း NUG ကတင်ဥတင်ထွန်းနိုင်အပါဝင်ပေါ့ဗျာအဲ့ဒီအုပ်စုတွေ SEEF ဆိုတဲ့သူတို့ရဲ့အဖွဲ့ပေါ့အဲ့ဒီအဖွဲ့အုပ်စုတွေနော်ဂျပန်နိုင်ငံကိုသွားကြတယ်ဂျပန်ကိုသွားကြတယ်သွားပြီးတော့ဂျပန်မှာသွားပြီးတော့ဂျပန်မှာရှိတဲ့မီဒီယာတွေနဲ့သူတို့သွားတွေ့တယ်ပြီးရင်ဂျပန်မှာရှိတဲ့မီဒီယာတွေဂျပန်မှာရှိတဲ့မြန်မာတွေနဲ့သွားတွေ့တယ်တွေ့ပြီးတော့ဘာပြောလဲဆိုတော့ဂျပန်မှာရှိတဲ့မီဒီယာတွေသွားပြီးတော့မြန်မာနိုင်ငံဒီမိုကရေစီရှင်သန်ရေးကိစ္စတွေပေါ့ဗျာဆီယနာရှင်ချုပ်ငြိမ်းရေးတွေစသဖြင့်ဒါတွေပြောတယ်ပြီးလို့ရှိရင်အဲ့မှာဂျပန်မှာရှိတဲ့ပြည်သူတွေနဲ့တွေ့တဲ့ခါကျတော့ဆီယနာရှင်ငါတို့ဘလို့တိုက်ကြရင်ဘာညာဒါတွေပေါ့ဗျာဒါတွေပြောကြတယ်ဆိုတော့ဒီလိုပြောနေတဲ့ခါမှာကျွန်တော်ကထောက်ပြစရာ၃-၄ချက်ရှိတယ်ဒီကွယ်ထူးဝင်းတို့တင်ထွန်းနိုင်တို့ကဂျပန်ကိုသွားတဲ့ခါမှာဘာ passport နဲ့သွားတယ်လဲဘာ passport ကင်သွားတယ်လဲကျွန်တော်အဲ့ဒါကိုအရင်သိချင်တယ်မြန်မာ passport ကင်သွားတာလား passport စာအုပ်အနီလားအနီဆိုရင်တင်ထွန်းနိုင်ရဲ့ passport စာအုပ်အနီကတက်တန်းမကုန်သင့်သေးဘူးလားခုထိမကုန်သေးဘူးလားတက်တန်း9နှစ်လေမကုန်သေးဘူးလားခုထိကျွန်တော်မေးရတော့မကုန်ပြီးတော့ passport တက်တန်းကုန်ပြီးတော့အနီကိုဆက်ပြီးတက်တန်းတိုးပေးတယ်တရားတိုးပေးတယ်တိုးပေးလို့မှတာဝန်ရှိမယ်ဒါရှင်းလေးပဲဘယ်သူတိုးပေးရလဲဘယ်သူစာအုပ်တောင်းနေသွားဘယ်စာအုပ်နဲ့ဘာစာအုပ်နဲ့သွားတာလဲသူတို့ဂျပန်ကိုဘာစာအုပ်နဲ့သွားတာလဲဂျပန်ရဲ့ပြည်ဝင်ခွင့်အဲ့လောက်လွယ်သလားဂျပန်ပြည်ဝင်ခွင့်အဲ့လောက်လွယ်သလားကျွန်တော်မေးရမှာမေးစရာရှိလားဂျပန်ပြည်ဝင်အဲ့လောက်လွယ်သလားနော် passport ဘာ passport နဲ့သွားတာလဲကွယ်ထူးဝင်ရရောဘာ passport နဲ့သွားတာလဲကွယ်ထူးဝင်ရမြန်မာ passport လားဒါမှမဟုတ် Thai passport လားတေချာဂျပန်ကိုတော့တေချာတော့ခင်ဗျာရေထဲနဲ့ကူးပြီးလက်ရကူးသွားလို့မရဘူးလေနဲ့သွားမှာဖြစ်တဲ့အတွက်တေချာတို့ passport သုံးရမှာဘာ passport သုံးတယ်လဲအဲ့ဒါမြန်မာအစိုးရကထောက်ရမှာတစ်ချက်ပဲထောက်စမ်းရေဟုတ်မယ်ဟိုဘာ passport နဲ့ဆိုလဲဂျပန် immigration ကဘာ passport မှာတုံးထုတ်ပေးလိုက်တာလဲရိုးလေးပဲမေးရမှာလေ immigration ဂျပန် immigration ကဘာကိုဒီလူတွေဘာ passport နဲ့တုံးထုတ်ပေးလိုက်တာလဲဒါကိုသိချင်တယ်အခြားနိုင်ငံသား passport တစ်ခုဘူးလားထိုင်းနိုင်ငံသား passport လားတင်ထွန်းနိုင်ငံအခြားနိုင်ငံသားတစ်ခု passport လားအခြားနိုင်ငံသား passport တစ်ခုနဲ့ဆိုရင်ဒီကောင်တွေမြန်မာနိုင်ငံသားမဟုတ်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ပဲမြန်မာနိုင်ငံသားမဟုတ်တော့ဘူးဆိုရင်မြန်မာနိုင်ငံသားမဟုတ်တဲ့လူကမြန်မာနိုင်ငံအရေးလှုပ်ရှားရဲဆိုတာရှင်းလေးပြောရရင်တော့လှုပ်ရှားတာအလို့ဘာမှမရှိဘူးစဉ်းစားလို့ရတယ်ရိုးလေးပဲနောက်တစ်ခုကနောက်တစ်ဒုတိယတစ်ချက်ကဘယ်လေသေးကနေဖြတ်တာလဲကွယ်ထူးဘယ်လေသေးကဖြတ်တာလဲရန်ကုန်လေသေးကလေရင်နဲ့ပြန်သွားတာလားဒါမှမဟုတ်ဘန်ကောက်ကနေလေရင်နဲ့သွားတာလားဘန်ကောက်ကလေရင်သွားတာဆိုရင်တော့ဘန်ကောက်ကသွားတာမဲဆောက်ကသွားတာချင်းမိုင်ကသွားတာဆိုရင်တော့အဲ့ဒါဆိုရင်တော့ထိုင်းဆိုရကိုမြန်မာဆိုရပြောရတော့မယ်ဟဲ့ဒီကောင်တွေမင်းတို့လေသေးကဖြတ်သွားတော့မင်းတို့တွေကအတားကြီးနဲ့ခွင့်ပြုပေးလိုက်ကြတာလားဒါပဲထိုင်းကိုမေးရတော့မှာအခုတက်ချုပ်လဲ
ထိုင်းမှာရောက်နေတာမေးလိုက်ပေါ့ဒီကောင်တွေကြည့်လိုက်ပြီးတော့ဒီကောင်တွေမင်းတို့လေစိတ်ကဖြတ်သွားတာမင်းတို့ကခွင့်ပြုပေးလိုက်တာလားဒါတော့တခွန်းနဲ့မေးလိုက်မင်းတို့ခွင့်ပြုပေးလိုက်တာလားလို့မေးလိုက်ခွင့်ပြုလိုက်တာဆိုထိုင်းအာနာပိုင်းဒီခဏစဉ်းစားသွားလိမ့်မယ်ဟာအမေဘိုးတို့ရှင်းရလိမ့်မယ်ကျွန်တော်တို့ကမေးစရာမေးခွန်းတွေခြံထားရမယ်ပြီးတော့ချက်ချင်းဆို information စုပြီးတော့ချက်ချင်းဖြတ်ကနေလှုပ်ရှားမှုတွေလုပ်ရမယ်မြန်မာဟာဇမသိဘူးဆိုတော့လည်းပြရမယ်နော်မင်းတို့ငါသိတယ်ငါတို့သိတယ်ဒါပေမဲ့ငါတို့တမင်မင်းတို့နားလည်ပေးနေတာငါတို့တိဆောက်နေတာတော့ယုံကြည်မှုမင်းတို့ငါတို့မယုံကြည်ဖြစ်အောင်မလုပ်နဲ့ဆိုတာမျိုးတွေပြောဖို့တော့ထောက်အောင်ဒါရှင်းချင်းလေးနော်နောက်တစ်ခုကတို့ကဂျပန်မီဒီယာတွေတော့ပြောတယ်မြန်မာပြည်မှာတို့ဒီမိုကရေစီရရေးတို့ different တွေဘာဖြစ်ညာပြီဆိုဂျပန်မီဒီယာတွေတော့ပြောဂျပန်မီဒီယာတွေဘာလုပ်ပေးနိုင်မှာကျွန်တော်မေးရယူလေးဂျပန်မီဒီယာရဲ့အဲ့မြန်မာပြည်ဒီမိုကရေစီရအောင်ဂျပန်မီဒီယာတွေလုပ်ပေးနိုင်လားမြန်မာပြည်ဖက်ဒရယ်ရအောင်ဂျပန်မီဒီယာတွေလုပ်ပေးနိုင်သလားကျွန်တော်မေးတာရိုးလေးပဲမေးဖြစ်နိုင်လားမြန်မာနိုင်ငံရဲ့ဒီမိုကရေစီတဲ့ဖက်ဒရယ်ရဖို့မြန်မာနိုင်ငံသားတွေနဲ့မြန်မာမီဒီယာတွေကပဲဥဆောင်ပြီးလုပ်အောင်ဘယ်နိုင်ငံကောင်တွေမှလုပ်လို့မရဘူးရှင်းလေးဒါအရှင်းဆုံးပဲနော်နောက်တစ်ချက်ကဂျပန်မှာရောက်နေတဲ့မြန်မာတွေကိုသူတို့တွားတွေ့တယ်စစ်အစိုးရကိုတော်လန်ကြစစ်တပ်ကိုအာဏာရှင်ဖြုတ်ချကြပါညာပြောတယ်ဘယ်နေရာဖြုတ်ဂျပန်နေလှမ်းဖြုတ်ချမှာလားမြန်မာပြည်တွေကလူကလောက်ရမှာလေမြန်မာပြည်တွေကလူဗမာတော့မြန်မာပြည်ကလာမလုပ်ဘူးဂျပန်သွားလုပ်တယ်ဆိုကြတဲ့ကလိန်ကချစ်လုပ်တယ်နီးလမ်းမဟုတ်ဘူးလားဒါလိန်တာပဲမဟုတ်ဘူးလားရှင်းလေးဘာဂျပန်ရောက်မြန်မာတွေကအဲ့အနေပြီးတော့တနတ်တွေကင်တက်တော်ဦးချီပြီးတော့မြန်မာပြည်ပြန်လာမှာလားတနတ်တွေကင်ပြန်လာမှာလားခင်ဗျာစဉ်းစားကြည့်လေဒီကောင်တွေသွားလုပ်နေတယ်ဆိုတော့လို့ရဘာလဲဆိုတော့ funding ပေါ့နိုင်ငံတကာငွေကြေးရာကြီးနိုင်ငံတကာငွေကြေးရာကြီးနဲ့နိုင်ငံတကာသူတို့အနေငယ်ထောက်ပံ့လေးပေးရေးဒါပဲအထောက်ကူပြုရေးသူတို့စာနာသနာပြီးသူတို့ဘက်ကရရေးမြန်မာပြည်အရေးမှာသူတို့ရဲ့အခန်းကဏ္ဍအတန်ကိုမိတ်မထားရေးနော်ပြီးတော့ဒီမြန်မာလူထုကလည်းသူတို့ငါတို့အလုပ်လုပ်နေပါလေဆိုတော့မြန်မာလူထုကိုလိန်ဖို့လှည့်ပြဖို့နောက်ထပ်နီးလန်းတစ်ခုသုံးရေးဒါပဲကျွန်တော်ဘာမှထူးခြားမရှိဘူးသို့တော့ကျွန်တော်တို့မြန်မာအစိုးရဘက်ကလောက်မှာကခုနဒီကောင်တွေဘာ passport သွားလဲဂျပန်အစိုးရကိုမေးရမှာမေး email နဲ့မေးမြန်မာတိုင်းကလည်းမေးတယ်မြန်မာဂျပန်မှာရှိတဲ့မြန်မာတိုင်းကလည်းမေးရမှာကျွန်တော်တို့သိချင်လို့ဘာမှမလုပ်ဘူးဒီကောင်တွေဘာ passport လဲလာတယ် immigration ခင်ဗျားတို့ immigration ဘာတုံးထုတ်ပေးလိုက်တာလဲဒါကိုသိချင်တယ်ဒါပဲယူလို့မရမှာဂျပန်မြန်မာမှာရှိတဲ့ရန်ကုန်မှာရှိတဲ့ဂျပန်တန်ယုံကိုခေါ်ဆင့်ခေါ်ပြီးမေးရမှာဒါတွေမေးရမယ်ဒါတွေလှုပ်ဖို့လိုတယ်ဘာလို့မလှုပ်ကြတယ်လဲကျွန်တော်နားမလည်ဘူးဒါလှုပ်လေဒါလှုပ်လားအဲ့ဒါလှုပ်ရတာကိုကြောက်စရာလို့ထင်နေရလားတီအောင်စားဘက်တို့ယွန်နေရလားတွန့်နေရလားလှုပ်ဆမ်းပါခင်ဗျာနောက်ထိုင်းကိုလည်းအခုတက်ချုပ်တို့ရောက်နေတက်ချုပ်ကိုလည်းမေးရတော့အေးမင်းတို့ဘာလဲဒီကောင်လေးမင်းတို့ထိုင်းလေတွေကိုဖြတ်သန်းခွင့်ပေးလိုက်တာထိုင်းလေတွေမှာဖြတ်သွားတဲ့ immigration မှာဖြတ်တယ်ငါပြသမ်းပါငါကြည့်ချင်ပြောရမောင်စီးရင်လေးကိုမေးလိုက်တော့ပွဲပြီးသွားပြီဒီလိုလေးနည်းနည်းလိုက်ကြက်ပေးမှရမယ်ဒါပေမဲ့မြန်မာအစိုးရလည်းကျွန်တော်သာပြောတာပါဗျာကျွန်တော်ကပဲပြောတာပါမြန်မာအစိုးရလည်းလှုပ်ချင်သလားမသိမလှုပ်ချင်သလားမသိဆိုတော့ကျွန်တော်တို့လည်းဘာပြောရမှန်းကိုမသိဘူးပေါ့ဗျာဒါတစ်ချက်ပေါ့နောက်တစ်ခုကဒီအဲ့ဒီနီဘေးအုပ်စုတွေအခုဘာဖြစ်နေလဲဆိုတော့ခင်ဗျာခူရီလူပြောတဲ့စကားကိုကျွန်တော်ကိုးကားပြောမယ်ကျွန်တော်ဒီဘေးနီဘေးအုပ်စုတွေအဲ့တော်လန်ရေးခေါင်းစဉ်တက်ပြီးလှုပ်ရှားနေအုပ်စုတွေနဲ့ပတ်သက်ရင်ခူရီလူပြောတဲ့စကားကိုကျွန်တော်ပြပြမယ်ခူရီလူကဘာပြောလဲဆိုတော့နော်တော်လန်ရေးနဲ့ပတ်သက်ရင်တဲ့သူတို့တော်လန်ပတ်သက်မြန်ပြီးမဲ့လူတွေကစုပြီးလာစိုးရတဲ့လူတွေအများကြီးရှိတယ်ဆိုတာမျိုးပေါ့နော်ဘာလို့လဲဆိုတော့တော်လန်ရေးသာမြန်ပြီးရင်ကိုယ့်ကိုကြိုးစားချတတ်သိမဲ့လူတွေအများကြီးပဲတဲ့အဲ့လူတွေများတယ်တဲ့တော်လန်ရေးကိုပြီးစေချင်ဘူးတဲ့စားရင်ပြီးရောတဲ့စားတာသူတို့တော်လန်ရေးပြီးမှတအားစိုးရင်တဲ့စားနေရတဲ့အတွက်တော်လန်ရေးပြီးမှတအားစိုးရင်နေကြတယ်တဲ့တော်လန်ရေးပြီးသွားရင်စားစရာလည်းမရှိတော့လှုပ်စရာလည်းမရှိတော့ကိုယ့်ကိုကြိုးစားတတ်သိမဲ့လူတွေများနေအဲ့လိုအခြေအနေဖြစ်နေတဲ့အဲ့လိုလူတွေများသားမရှိအောင်ကျွန်တော်လုပ်ရမယ်တဲ့ဆိုတော့ဒီစကားရဲ့အဓိပ္ပာယ်ကိုခင်ဗျားစဉ်းစားကြည့်နော်တော်လန်ရေးလို့ခေါင်းစဉ်တက်ပြီးစစ်တပ်ကိုတော်လန်ရေးဆိုတဲ့ခေါင်းစဉ်တက်ထားတဲ့လူတွေဟာဒီခေါင်းစဉ်နဲ့ဒီခေါင်းစဉ်ကြီးသာပြီးသွားရင်လှုပ်ရှားစရာမရှိတော့မှဆိုလို့တော့မပြီးသေးချင်ဘူးဒါကြောင့်ခုရီဒူကိုယ်တိုင်တော့ဒါတော်ရပြီးဝန်ခံနေတဲ့သဘောပဲဒီကောင်သူဒီထဲမှာတိနေတယ်ဟဲ့အောင်နေတော်လန်ရေးပြီးမှဘယ်ကောင်တွေကြောက်နေလဲဆိုတော့လှုပ်ရှားနေတဲ့ကောင်တွေကြောက်တယ်ဆိုတော့သူတိနေမြန်ဆန်ပြီးအောင်လုပ်ရမယ်ဘာလို့မပြီးလဲမပြီးဘူးတော်လန်ရေးသာပြီးရင်ကိုယ့်ကိုကြိုးစားချတတ်တဲ့ကောင်တွေအများကြီးပဲဘာလို့ဆိုလှုပ်ရှားစရာမရှိတော့လို့တဲ့နောက်ဆိုလှုပ်ရှားမရှိတော့လို့ကိုယ့်ကိုပဲကြိုးစားချတတ်သေးကြရတော့မယ်ကောင်တွေအများကြီးပဲဖြစ်နေပြီဆိုပြီးတော့ခူရီဒူကနောက်ပြီးခဲ့တဲ့ရက်ပိုင်းလေးကသူတို့ရဲ့ဘာလဲကရင်နီလို့ခေါ်တဲ့အဲ့နေ့မှာကရင်နီလေကရားပေါ့နော်ကရားဟိုနေ့အခမ်းအနားတစ်ခုပေါ်မှာထုတ်ပြောပါတယ်ဒါသူကိုယ်ပြောသွားတာနောက်တစ်ခါဘာထက်ပြောလဲဆိုတော့ပြီးတော့ဘာထက်ပြောလဲဆိုတော့အခုတဲ့လူကြီးကပြောတယ်ပေါ့လူကြီးစီနီယာတွေပြောကြတယ်ကျွန်တော်တို့တွေပေါ့ကျွန်တော်တို့သူအနာဂတ်လူငယ်ခေါင်းဆောင်လို့ပြောတယ်တဲ့အနာဂတ်ခေါင်းဆောင်လို့ကျွန်တော်တို့ပြောတယ်တဲ့ကျွန်တော်အဲ့စကားတော့ခုရီတို့အဲ့စကားတော့အရင်သဘောကျပါတယ်တော်တော်သဘောကျပါတယ်ဒါခုရီတို့ကသူ့ရဲ့ဒီတော်လန်ရေးခေါင်းစဉ်အောက်ကဟို PDF တွေအချမ်းဖက်သမားတွေအုပ်စုတွေနဲ့သူကပြောတာကျွန်တော်ကတော့တနိုင်ငံလုံးခြုံပြီးတော့သူပြောတဲ့စကားတွေသဘောကျပါတယ်ဒါပါလဲဆိုတော့လူကြီးရဲ့စကားပြောလို့ရှိရင်ခဏတော့တခြားနားထောင်နဲ့အနာဂတ်ခေါင်းဆောင်လို့ကျွန်တော်တို့ပြောတာတဲ့အနာဂတ်ခေါင်းဆောင်လို့ပြောတာတော့တဲ့အနာဂတ်ခေါင်းဆောင်လို့ပြောတာတော့တဲ့လက်ရှိခေါင်းဆောင်လို့ပြောတာမဟုတ်ဘူးတဲ့လက်ရှိကသူတို့တည်သွားမှကျွန်တော်တို့လည်းရောက်ပါတယ်အဲ့တော့ရှင်းပြသဘောပေါက်လာတဲ့အနာဂတ်ခေါင်းဆောင်လို့ကျွန်တော်တို့ပြောနေကြတယ်ကျွန်တော်တို့ကနောင်အနာဂတ်ကြမှာဖြစ်မှာအခုကသူတို့ဖြစ်နေတာသူတို့ကလက်ရှိခေါင်းဆောင်ကျွန်တော်တို့ကအနာဂတ်ခေါင်းဆောင်အဲ့တော့လက်ရှိနေရာကိုသူတို့ထိုင်ထားတာသူတို့တည်မှပဲကျွန်တော်တို့အဲ့ဒီခေါင်းဆောင်ရမှာကဲ
လှတယ်ဗျာစကလုံးကတော့အဲ့ဒါအရန်ကောင်းပါပြီဒါတော့ကျွန်တော်ရှင်းရှင်းလေးပဲအဲ့တော့အရန်ကောင်းပါပြီနော်အရန်ကောင်းပါပြီဆိုတော့ကျွန်တော်နိုင်ငံမှာလည်းအဲ့လိုပဲလူငယ်တွေပြောလိုက်ရင်အခုကျွန်တော်တို့ရဲ့တက်ကြီးတဲ့ကျွန်တော်တို့နှစ်30လောက်ကြီးတဲ့လူကြီးတွေတွေ့လို့ရှိရင်ဘာပြောလဲဆိုတော့ဟာကိုကျော်မင်းတို့ရဲ့အနာဂတ်ကကိုကျော်မင်းတို့လက်ထက်မှာရှိတာပြစ်စုံပံအောင်မရှိဘူးလားပြစ်စုံပံအောင်မရှိဘူးလားပြန်မရမယ်ခုလူစကားကိုပြစ်စုံပံမရှိဘူးလားကျွန်တော်လက်ထက်မှာပြစ်စုံပံအဲ့ဒီလူကြီးတွေဆိုလူတွေလက်ထက်မှာပဲရှိနေတာရှင်ဆိုတော့တိုင်းပြည်ရဲ့ကံကြမ္မာကိုလူတစုကလေလုတ်တယ်ဆိုတဲ့ကိစ္စကိုကျွန်တော်အများအားပြောတဲ့စကားလိုပဲအဲ့လုတ်တဲ့လူတစုကိုကြည့်ရတယ်လေခင်ဗျားကြည့်လိုက်အသက်60အထက်တွေကြီးပဲတယောက်မှအောက်မပါဘူးတိုင်းပြည်မှာပါလေအဲ့ဒီ60အထက်တွေကစားကြည့်လို့ကစားနေရင်ဒီအောက်က60အောက်ကလူတွေဂျုံးနေပြန်နေတာအဲ့လိုဖြစ်နေတာပြန်ကြည့်လိုက်60အထက်တွေကြီးပဲတိုင်းပြည်ကိုကစားကြည့်လို့ကစားနေ60အထက်တွေနော်တပ်မတော်မှာတိုက်နေတဲ့တိုင်းမှုအဆင့်တွေဆိုတော့လေတိုက်တာတိုက်နေရတာတို့ကလည်းဟိုတိုင်းမှုအဆင့်တွေအောက်ကဟိုကာနယ်ကြီးတွေဘာညာတက်မှမှုတွေနော်ဟိုဟာတွေတရင်မှုတွေဘိုးကြီးတွေဘိုးလေးတို့လည်းတိုက်တာတိုက်နေရတာတို့လည်းအနာဂတ်ကောင်းဆောင်တွေပဲပြစ်စုံပါမဟုတ်ဘူးဆိုတော့ပြန်တွေးကြည့်ဗျာခင်ဗျာဘယ်လိုလုပ်ပြီးဒီအနာဂတ်ကောင်းဆောင်ဆိုမှတော့ကျွန်တော်ပြစ်စုံပါကောင်းဆောင်မဟုတ်တော့ဘူးပေါ့ပြစ်စုံပါကောင်းဆောင်မဟုတ်ရှေ့ရောက်ဖို့ခက်တာပေါ့ဗျာဒါကိုပြောချင်တာအဲ့တော့ခုဒီစကားလေးကြည့်ပြီးသဘောကျရတာလေဩလို့လူကြီးတွေကျွန်တော်တို့တွေ့ပြောတဲ့စကားလို့အေးဘောဟုတ်ပါပြီနောက်ဆုံးလည်းကျွန်တော်လူကြီးတွေကျွန်တော်တို့တွေ့ဟာကိုကျော်မျိုးအနာဂတ်ကိုကျော်မျိုးအနာဂတ်လက်ထက်မှာကိုကျော်မျိုးလက်ထက်မှာရှိတယ်အနာဂတ်ကကိုကျော်မျိုးလိုပဲအနာဂတ်မှာကိုကျော်မျိုးလိုပဲရှေ့ရဥဆောင်ရမှာပြောရင်အနာဂတ်မှာဥဆောင်ခိုင်းတယ်လက်ချီရောကျွန်တော်ဥဆောင်လို့မရဘူးလားလို့ကျွန်တော်မေးမိတော့လိမ့်မယ်ထင်တာပဲနောက်တွေ့လူကြီးတွေမေးမိတော့မထင်တာပါပဲเนาะကဲအဲ့ဒါလေးလဲကြိုကြလို့ဒါဟိုကိစ္စပြောတာနောက်တစ်ခုကကျွန်တော်တို့မူရစေဝါကိစ္စဆိုချမ်းမဟုတ်ဘူးဝါဟိုင်းSSA ဝါဟိုင်းနေပြည်တော်မှာနေပြည်ကနေပြီးတော့ရခိုင်ပြည်နယ်ကိုတည်ဖို့ဆိုမူရစေဝါတည်တဲ့36ဘီလီယံကျော်ဖို့လောက်မူရစေဝါတွေဆေးပြားပေါင်း24တန်းအဲ့လောက်ကိုမင်းလာမြို့နယ်ပြည်ကြီးတော်မြို့နယ်မင်းလာမြို့နယ်နဲ့ပြည်ကြီးတော်မြို့နယ်မိတဲ့ကိစ္စအဲ့ဒါလေးတော့စိတ်ဝင်စားဖို့ကောင်းတယ်ဗျကျွန်တော်အဲ့ဒါတော့အသေးသေးမပြောတော့ website မှာရှိပြီးသားသွားကြည့်လို့ရတယ်အဲ့မူရစေဝါ36ဘီလီယံကျော်ဖို့ကိုနော် SSPB အုပ်စုပေါ့အဲ့ဒီအုပ်စုရဲ့နေမြေဝန်ဟိုင်းကနေပြီးတော့ရခိုင်ပြည်နယ်တွေကိုတည်မှာတည်ဖို့တဲ့ဘယ်ဟိုပဲလဲဆိုတော့အခုမင်းလာနဲ့ပြည်ကြီးတော်မှာသွားမိတာဖြတ်တန်းမဲ့နေရာတွေပါရောထုတ်ပြန်ချက်ကြည့်လိုက်တော့တော်တော်ဖြစ်တာပဲတော်တော်များတာပဲအဲ့တော့ဖမ်းဆီးရမိတာလူတွေရှိတယ်တတုတ်ကြီးမိတယ်မမိသေးပဲကြံနေရလဲရှိတယ်နော်အဲ့တော့လူ9ဦးကိုမိထားတယ်မမိပဲကြံတာ4ဦးလောက်ရှိသေးတယ်လုံးဝဖမ်းလို့မရတော့မယ်လူတွေရှိတယ်သူနက်ဝါကြီးကျွန်တော်ကြည့်တော့မနေဦးပြနက်ဝါကြီးက2ယောက်4ယောက်6ယောက်8ယောက်10ယောက်12 15ယောက်20လောက်သူတို့နက်ဝါယောက်20လောက်15ယောက်လောက်အနည်းဆုံးရှိတယ်ဗျာသူတို့နက်ဝါ15ယောက်လောက်ရှိတယ်လုံနေကြတယ်အဲ့တော့မွေးဆိုကဘယ်ကိုပို့လဲခုန SSPB နေမြနေပြီးတော့ခုနရခိုင်ပြည်ကိုပို့မယ်ရခိုင်ပြည်နေကနေပြီးတော့ဟိုဘက်ကိုပင်လဲတော့ထွက်ပြီးတော့ပင်လဲမှာသွားဖြန့်မယ်ဒါပဲဖြန့်မယ်ဟိုဘက်နေဆက်တွေဆောက်သွားမှာပေါ့နော်အဲ့တော့ပြောရရင် AA နဲ့ SSPB နဲ့ဂျားမှာမွေးစေဝါအဆက်အသွယ်ရှိရဆိုတဲ့ link တစ်ခုသွားတွေ့နေရတယ်နော်ဒါလေးသွားတွေ့နေရတယ်အဲ့တော့ကြည့်ကြတာလောက်ကြပေါ့ဗျာနော်ဒါလေးကြုံကြလို့ဒီထည့်ပြောတာတစ်ချိန်တည်းမှာပဲကျွန်တော်တို့ဒီအင်ဒိုနီးရှားသင်္ဘောကိစ္စလည်းကျွန်တော်ဒီနေ့ထည့်ပြောအောင်မယ်အင်ဒိုနီးရှားသင်္ဘောကအင်ဒိုနီးရှားကထုတ်ပြန်လာတဲ့တောက်ချောက်ထုတ်ပြန်နေတဲ့သတင်းတစ်ခုရှိတယ်နှစ်ခေါက်ရှိပြီထုတ်ပြန်တာနှစ်ကြိမ်ရှိပြီနော်ဒုတိယပထမတစ်ကြိမ်လည်းမိတယ်9ယောက်မြန်မာသင်္ဘောသား9ယောက်ပါတယ်သင်္ဘောလို့ပြောတယ်တန်ဇန်နီးယားအလံတင်ထားတယ်လို့ပြောတယ်အခုလည်းနောက်ကတန်ဇန်နီးယားအလံတင်ထားတယ်မြန်မာသင်္ဘောသား10ဦးပါတယ်မွေးစီဝါဒီတင်တဲ့သင်္ဘောမိပါတယ်ဆိုအင်ဒိုနီးရှားတစ်ခါထုတ်ပြန်နှစ်ခါရှိပြီဆိုတော့သင်္ဘောသားအတိုင်းမှာကျွန်တော်ပြန်သိရတော့ကကြားမိတော့ကြားဘူးနာရှိတော့ဒီပင်လယ်ပြင်မှာနိုင်ငံတကာပင်လယ်ကြောင်းပြင်မှာစိုးသွမ်းတဲ့လူတွေဖြစ်နာမည်ကြီးတာအင်ဒိုနီးရှားနာမည်ကြီးတယ်အင်ဒိုနီးရှားသင်္ဘောတွေကစိုးသွမ်းတဲ့လူနာမည်ကြီးတယ်မူရီစဝါတွေမှောင်ခိုတွေမဟုတ်တာအကုန်လုံးတယ်လို့ကြားတယ်ဒါပေမဲ့အခုကျတော့အင်ဒိုနီးရှားဘာထောက်လို့လဲဆိုတော့မြန်မာသင်္ဘောတွေကိုမိတယ်မြန်မာသင်္ဘောသားတွေပါတယ်သင်္ဘောကိုမိတယ်မြန်မာသင်္ဘောသားတွေပါတယ်သင်္ဘောကိုမိတယ်ဆိုမြန်မာကိုအတက်ကို highlight လုပ်လာတဲ့အကြောင်းရင်းကဘာရည်ရွယ်ချက်လဲတော့ကျွန်တော်မသိဘူးရည်ရွယ်ချက်တစ်ခုတော့ရှိနေလိမ့်မယ်လို့ယူဆတယ်ပြီးတော့သင်္ဘောသားလို့ပြောတယ်သူတို့ဖမ်းမိတဲ့ဓာတ်ပုံတွေကြည့်တော့သင်္ဘောသားလို့သာပြောတာဒါသင်္ဘောသားတွေလည်းပုံစံလည်းမဟုတ်ဘူးအဲ့တော့မြန်မာအစိုးရကဘာလို့တင်တာလဲလို့မင်းအင်ဒိုနီးရှားမှာမြန်မာတန်ရုံးရှိတယ်မင်းတို့ဖမ်းမိတယ်ဆိုသင်္ဘောသားတွေရဲ့သင်္ဘောသား passport သင်္ဘောသားဆိုတဲ့အထောက်အထားငါတို့ပြသမ်းပါလို့တောင်းကြည့်ရမယ်တောင်းကြည့်လိုက်ပြီးတော့ okay ဟုတ်တယ်ဆိုရင်အဲ့ကောင်တွေထိရောက်ရေးဖို့အတွက်တေချာကိုယ့်ဘက်ကလည်းလိုက်ပြီးတော့လိုအပ်တာလို့မဟုတ်ဘူးဆိုရင်မင်းတို့မဟုတ်ဘဲနဲ့သင်္ဘောသားဘဝနဲ့မင်းသင်္ဘောသားဆိုတဲ့စကားလုံးသုံးတာမင်းတို့အင်ဒိုနီးရှားဖွဲ့ရတာတတ်မဲ့တမန်လို့တာပဲဆိုတော့ထောက်အောင်ပြောရင်လိုက်လို့ရတယ်အများကြီးပြန်ထောက်လိုက်တင်တယ်ဗျနော်ဒီလိုကျွန်တော်ပြောချင်တယ်ဘာလို့မြန်မာနိုင်ငံကိုအင်ဒိုနီးရှားရွေးချက်ရှိပုံဖြတ်နေသလားလို့ကျွန်တော်တွေးနေတယ်အဲ့တော့အင်ဒိုနီးရှားမှာရှိတဲ့မြန်မာတန်ရုံးကဘာလုပ်တယ်လဲခုနဒီရှေ့ရသင်္ဘောသားတွေရောနောက်ကသင်္ဘောသားလို့ခေါင်းစဉ်တက်ခံရတဲ့လူတွေရဲ့ passport တွေအထောက်အထားတွေကိုတွားပြီးတော့တောင်းယူကြည့်ရှုတင်တယ်တောင်းယူကြည့်သူတို့ထောက်ထားတောင်းယူကြည့်ရှုနာမည်တွေနဲ့နာမည်စင်းနဲ့သူတို့နာမည်တွေမေးနာမည်ယူပြီးတော့မြန်မာပြည်ကသင်္ဘောသားရုံးချုပ်ကိုလှမ်းမေးအဲ့တော့အဲ့ဒီနာမည်နဲ့မင်းတို့သင်္ဘောသားထွက်တာရှိတာဘယ်နှစ်ယောက်လဲဘယ်သူတွေရှိလဲဒါသင်္ဘောသားအစ်စ်လားအတုလားတရားဝင်လားတရားမဝင်လားမှောင်ခိုနဲ့ထွက်တဲ့ကောင်တွေလားဘာကောင်တွေလဲတိတိလိုက်စမ်းအဲ့လိုမျိုးပဲနဲ့မြန်မာသင်္ဘောသားဆိုပြီးလုံးတုတ်လိုက်တာကမြန်မာနိုင်ငံတကာမှာတွားလာနေတဲ့မြန်မာသင်္ဘောသားတွေအားလုံးကိုရိုက်ထုတ်ဝိုင်းကိုတတ်တမဲ့နာမည်ပြအောင်ဖြစ်နေတယ်မတူဘူးလားအဲ့ဒါနည်းနည်းစဉ်းစားကြဖို့လိုတယ်နော်အဲ့တော့အာဏာပိုင်ဖွဲ့စည်းနေနည်းနည်းလေးဆက်စစ်လေးလာသုံးသပ်ပြီးတော့
ကင်းထောင်ကြပါဦးလို့ကျွန်တော်တိုက်တွန်းချင်တာပါเนาะဒါလေးလည်းကျွန်တော်ကြုံရလို့ထည့်ပြတာနောက်ကျွန်တော်အပိတ်လေးကတော့ဒီငါရဲ့ movie ကြောင်ပြီးတော့ကိုသားသမီးပဲရိုက်တတ်တဲ့9နှစ်သားကလေးပဲရိုက်တတ်တဲ့ဖြစ်စဉ်တစ်ခုเนาะအဲ့တစ်ခုဒီနေ့ထည့်ပြောအောင်ပေါ့ဗျာကျွန်တော်တို့ဒါလည်းမကောင်းတဲ့သတင်းပါပဲเนาะဘာလဲဆိုတော့ဟိုမကွေးတိုင်းသားကြီးမကွေးမျိုးကန်ဦးကြီးတော့မှအရေးကြောင်နေတဲ့ဖခင်တယောက်ကเนาะဖခင်သူ9နှစ်သွေးသားဖြစ်တယောက်သားကို19ရက်နေ့မနေ့က7နိုင်လောက်မှာသူ့အိမ်ရွာနေပြီးတော့သူ့အိမ်ကနေပြီးတော့ခေါ်ပြီးတော့ရွာပြင်ခေါ်ထုတ်ပြီးတော့ရွာပြင်ခေါ်ထုတ်ပြီးတော့လမ်းမှာရိုက်တတ်တာရိုက်တာပေါ့ရိုက်ကြောင်ရိုက်တာပေါ့ကင်ပေါ့တော့လေဘင်းညတာရိုက်တာလို့တော့သေးတော်ကလေးလေး9နှစ်သားလေးဆိုတော့တခါကြရင်ဗျာဒီလိုဖခင်စိတ်မရှိတဲ့ဖခင်နဲ့တွေ့တဲ့သားသမီးတွေတွေ့လဲကျွန်တော်စိတ်မကောင်းပါဘူးတကယ်ဒါကြောင့်ကျွန်တော်တို့မိဘကောင်းဖြစ်အောင်နေကြပါဆိုတော့ရည်ကြည့်ပါတယ်မိဘတွေလည်းနော်စဉ်းစားကြည့်ဗျာမူဗီရဲ့ကြောင်ပြီးတော့သူသားလေး9နှစ်သားပဲရှိသေးတယ်ဗျာအဲ့ကောင်လေးကိုဒီဥတိုက်ခေါ်ဆွဲတော့ဗျာရင်းနေခေါ်ပြီးတော့ဒီကောင်အသက်34နှစ်တဲ့နော်34နှစ်ကျော်သူလေးတဲ့နာမည်ကသူကအရက်ကြောင်နေကြောင်ပြီးကလေးကိုဒီခေါ်ပြီးခုံးဆွဲခေါ်သွားပြီးဒီဥတိုက်ဆွဲခေါ်သွားပြီးတော့ကလေးကို9နှစ်သားလေးကိုကင်ပေါက်တယ်ပြီးတော့ထိုးချိတ်ရိုက်နဲ့ထိုးချိတ်ပြီးတော့ကလေးကဒူးဒဏ်ရာခေါင်းတွေရောလေဘင်းတွေရောနဖူးဒဏ်ရာပေါင်းများစွာနဲ့ကလေးကတေသွားတယ်သူ့ဖေကိုတော့အခုတော့ရက်တပ်ဖွဲ့ဖမ်းဆီးထားတယ်ဖမ်းဆီးပြီးတော့ဒါအမှုဖွင့်မယ်အောက်တတ်တဲ့အမှုနဲ့ဖေးထောင်ကြမယ်ဒါပါပဲရှင်းရှင်းလေးကြောင်ထောင်ကြမယ်ဒီပုဂ္ဂိုလ်ထောင်ကြမယ်ကလေးတင်ငယ်အမှုနော်ဒီလိုမျိုးမမှုယူရញ្ញကားတွေလည်းဒီတိုင်းမျိုးအများကြီးပေါ်ပေါက်နေတယ်နောက်တစ်ခုကဒီလိုပဲမူပြည်နယ်တထုံမှာလည်းဒီလိုပဲမူပြည်နယ်တထုံမြို့နယ်တိမ်စိတ်စော်ကဲစုပိုင်းတောင်ကြားရက်ကွက်မှာဩဂုတ်လ14ရက်နေ့ညနေ4နာရီလောက်ကအဲ့လိုအရက်ကြောင်နေတဲ့ပုဂ္ဂိုလ်ကသူ့ဇနီးကိုထင်းပိုင်းဒူအီတလောက်ကြီးအလုံးလိုက်ထုရိုက်တာသေသွားတယ်တဲ့နော်အဲ့ဖြစ်စင်လဲဒါမနေ့က19ရက်နေ့ညနေမှာဖြစ်သွားတယ်မိမကိုအဲ့ထင်းခွဲထားတဲ့ထင်းခွဲသားချမ်းရည်သူမိမကိုအဲ့ကလည်းမူးနေတော့မူးယူပြီးတော့သွားပြီးရိုက်တာကြောပဲဦးတော့ပွင့်ပြီးတော့သေသွားတယ်တဲ့ကဲအဲ့တော့လည်းသူ့လည်းဖမ်းထားတယ်တရုံရဲစခန်းမှာဖမ်းပြီးတာအမှုဖွင့်တယ်လို့သိရတယ်ဆိုတော့မူးယူနဲ့လှုပ်ရှင်ရှောက်လို့ကြတယ်သိထားကြပါဗျာနော်တခါကျအရက်သေးတာဒါကြောင့်လဲပြောကြတာဗျာနော်မူးယူနဲ့အဲ့လိုအောက်ချီလူအလွှာတွေမှာဒီလိုဖြစ်နေတာရှိတယ်ဆိုတော့ထည့်ပြောရတယ်ဒီလိုလောက်ပါပဲအားလုံးပဲကိုယ်သားစီရှိပါတိုင်းပြည်ကိုစေနာမထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တပ်ဖြတ်နေကြတာကိုလက်ခုပ်လက်ဝါးတီးပြီးပျော်နေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဘက်အားပေးသမားခမားဖြစ်နေသလားဆိုတော့ပြန်လည်မျိုးတော့ပြောရင်းနဲ့ဒီနေ့လည်းကျွန်တော်တည့်ရနီးလာခဲ့ပြန်ပြီပေါ့ဗျာ